Hello အားလုံးပဲမင်္ဂလာပါရှင်ဖေဝိခံ YouTube Channel လေးကနေကြည့်ကြလိုက်ပါရနော်အမောင်ကပါကလူတစ်ယောက်နဲ့အလင်းဘက်ကဆရာဝန်လေးတစ်ယောက်ချစ်မိသွားတဲ့အခါဘာတွေဖြစ်လာမလဲဒီနေ့မှာတော့လုံးဝကိုလက်မလွတ်တမ်းဖတ်တဲ့နဲ့ဆ iam မချစ်လက်ကေရေးသားထားတဲ့ You Are Killer I Am Saber ဆိုတဲ့ fiction လေးပဲဖြစ်ပါတယ်ရှင်ဒီ fiction လေးထဲမှာတော့ပင်နိုင် character နှစ်ခုဖြစ်တဲ့တက်တက်နေရနဲ့လိုင်းအောင်ချေတို့ရဲ့ချစ်ဇလန်လေးကိုရှင်ခုန်ပွဲတွေ့မြင်ရမှာပါရှင်တက်တက်နေရန်ဆိုတာအလင်းဘက်မှာရောအမောင်ဘက်မှာပါစီးပွားရေးလုပ်ငန်းတွေကိုအောင်မြင်စွာလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ပါသူမှာငယ်စဉ်ကတည်းကမိဘတွေသဘောတူထားသလိုတငယ်ချင်းကနေချစ်သူတွေဖြစ်ခဲ့ကြတဲ့ပထမအချစ်တစ်ခုရှိခဲ့ပူပါတယ်ဒါပေမဲ့မတော်တဆရန်ဖြစ်ရင်းနဲ့သူ့ရဲ့ချစ်သူဆုံးပါသွားခဲ့ပြီးတဲ့နောက်မှာတော့တက်တက်နေရဟာဘသူ့ကိုမှမချစ်တော့ပဲအချစ်ကိုတကားပိတ်ပြီးတယောက်တည်းပဲအေးဆေးနေထိုင်ခဲ့ပါတယ်လာအောင်ချေကတော့ရန်ကုန်မှာစီးကြောင်းတက်ပြီးဆရာဝန်ဖြစ်လာတဲ့အေးချမ်းရွေးသားတဲ့ကောင်လေးတစ်ယောက်ပါကားမှလည်းရှိသားမထားဖို့ပါဘူးဒါပေမဲ့လာအောင်ချေရဲ့ရှင်ထဲမှာတော့ငယ်စဉ်ကတည်းကဆက်လက်နဲ့တက်ခဲ့ရတဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်အဲ့ဒါကတော့တက်တက်နေရပါပဲအရွယ်ရောက်လို့နှစ်ယောက်သားပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့လာအောင်ချေဟာတက်တက်နေရန်ကိုသူနဲ့တွဲဖို့ရရင်ဝစကားစားခဲ့ပြီးသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်လေးစတင်ခဲ့ပါတော့တယ်You Are Killer I Am Saber ဆိုတဲ့ခေါင်းစဉ်လေးကိုကြည့်ပြီးအလွန်လောင်ရမယ့်ဖလားလို့ထင်ရှားရှိပေမဲ့လုံးဝမလောင်ရပါဘူးเนาะစာရေးသူကစက်ကွက်တွေကိုတေချာမြက်ကွက်လေးတွေနဲ့ဆွဲဆောင်မှုရှိရှိတည်ကုန်းထားတာကြောင့်ဖတ်ရတာလုံးဝမပြင်းရပါဘူးဒါတည်းမကသေးပါဘူး main ကပ်ပဲအပြင်စိတ်ဝင်စားစရာကောင်းတဲ့ side ကပ်ပဲလေးတွေရဲ့ဇလန်းကဏ္ဍအစုံအလင်ပါဝင်တာမို့ပိုပြီးစုံစုံလင်လင်ခံစားရမှာပါရှင်အမောင်ကပါတဲ့ကတက်တက်နေရနဲ့အလင်းဘက်ကအေးချမ်းတဲ့ဆရာဝန်လေးလိုက်အောင်ချေတို့ရဲ့ခွဲပြခြားနာတဲ့ကာရီတာတွေကြောင့်ဖတ်ရတာလည်းအရန်အဆင်ပြေပါတယ်အေးချမ်းတကြတဲ့အချစ်ဇလန်းမျိုးလှုပ်ဝက်ချက်ညက်ကွက်လေးတွေပါတဲ့ fiction မျိုးကိုမှနှစ်သက်တဲ့ဆိုရင်တော့ You Are Killer I Am Saber ကိုလက်မလွတ်တမ်းဖတ်ကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်ဒီနေ့ review လေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးเนาะနောက်တဲ့ favorite review ကောင်းလေးတွေကိုပြန်လည်ဆုံတွေ့ကြပါဦးမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်တတား